Okay ဒီ video လေးမှာတော့ဒီ AI abandonment matching အကြောင်းပြောပြပါမယ်နော်ဆိုတော့ AI abandonment matching နဲ့ AI scan body matching နဲ့တော့မတူဘူးပေါ့နော် AI abandonment matching ကတော့ဒီတစ်ခါလဲ stock abandonment တွေကိုတစ်ခါလဲ scan ဖတ်ပြီး register လုပ်ပြီးရင် lab ကိုပို့လို့ရတယ်ပေါ့နော် scan ဖတ်ပြီးတော့တခြား stock abandonment မဟုတ်ရင်လည်း custom abandonment ဖတ်ပြီး register လုပ်ချင်လုပ်လို့ရတယ်ပေါ့နော် custom abandonment ကတော့ဒီလိုအဲ့လောက်ပေါ့နော်သူကတော့ကဲဒါကတော့ကျွန်တော်တို့ဒီမှာကျွန်တော်လက်မှာရှိတာကဒီ mega chain ရဲ့ stock abandonment တွေပါအဲ့ဒီဟာလေးကိုကျွန်တော်ဒီနေ့ဒီခါ abandonment ကို register လုပ်ပြီးတော့ဘယ်လိုမျိုးပို့လို့ရတယ်ဆိုတာလေးကိုကျွန်တော်ပြတော့မှာနော်ကဲအခု scan လေးစလိုက်အောင်ကျွန်တော်တို့ဒီ scan လေးစလိုက်မယ်ဆိုထုံးစံတိုင်းကျွန်တော်တို့ကဒီ register လုပ်လိုက်ပါနော်ပြီးရင် scan နှိပ်လိုက်မယ်ကဲကျွန်တော်တို့ scan area ရောက်လာပြီဆိုတော့ကျွန်တော် scan ဖတ်လို့ရပြီပေါ့scan မဖတ်ခင်မှာကျွန်တော်ကဒီပေါ့နော်အဆင့်တစ်ဆင့်ထပ်ထည့်ရမယ်ဘာလဲဆိုတော့ကျွန်တော် pre scan ပေါ့နော် pre scan ဘာလို့ထည့်ရလဲဆိုတော့ကျွန်တော်က gingival height လို့ကျွန်တော်ပေါ့နော်ဒီ gingival height ကိုကျွန်တော်တို့ကအရင်ဆုံးဖတ်ထားဖို့လိုအပ်တယ်ပေါ့ကဲကျွန်တော် model လေးစဖတ်လိုက်ကြကျွန်တော်တင်တော်လောက်ရပြီပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ကနောက်ဆင်သွားလိုက်မယ်မဇလာဘူးနော်ဒါကတော့ use ကဖတ်တဲ့ဆင်ပါကျွန်တော်က pre op ဖန်ထားတဲ့အတွက်ကြောင့်မဇလာဆင်ကတော့ထပ်ပြီးဖတ်စရာတော့မလိုတော့ဘူးဖေးမှာဆင်ပေါ်လာပြီအဲ့ခါအဲ့ဆင်မှာကျွန်တော်တို့က abandonment register လုပ်ဖို့လိုရတယ်ပေါ့နော်ဒီဘက်ဘေးမှာပုံမှန်တော့ဒီလိုမျိုးအသေးလေးဖြစ်နေတာနော်အဲ့ဒါကိုဆွဲလိုက်ပြီဆိုရင်ဒီမှာ register abandonment ပေါ့နော်ဒီ smart shape guide တို့ပါလို့ရဲ့ဘေးနားမှာ register abandonment ရှိတယ်နှိပ်လိုက်မယ်ပြီး abandonment ကိုစာပြီး register လုပ်ထားလို့ရပြီကျွန်တော်ဒီမှာဒီ abandonment ရှိတော့ဒီကောင် scan ဖတ်ပါပေါ့နော်ပုံမှန်တော့ကျွန်တော်တို့ဒီ abandonment လေး scan ဖတ်တဲ့ခါကျရင်တော့နည်းနည်းလေး tricky ရှိတယ်ပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်ပြင်ပအလင်းအောင်ဒီပါတော့ဟိုအရင်စုအလင်းမစုအောင်တတိထားတာပေါ့။ဒါဆိုတော့ abandonment တွေကခါကျရင်အလင်းပြန်နေတတ်တော့ပေါ့နော်။အဲ့ဒါလေးကိုရှိတယ်ကျွန်တော်ဒီဟာလေးကို scan ဖတ်ပြပါမယ်။ကျွန်တော် scan တက်တဲ့ရေးစဖတ်မယ်။ဒီ area လေးနည်းနည်းစီလိုက်ကြည့်မယ်။ကဲကျွန်တော်တို့ကအဲ့အစင်မျိုးဆိုစတင်ဖတ်လိုက်မယ်နော်โอเคနည်းနည်းလေးပြန်ဖတ်မယ်ပတ်လေလေးပေါ့နော်ရတော့လည်းဖတ်နော်โอเคဒါဆိုတော့ကျွန်တော်တို့ရသွားပြီပေါ့နော်ဒီရသွားပြီဆိုတော့ကျွန်တော်တို့မလိုအပ်တဲ့ data လေးနဲ့ train လုပ်လိုက်ပါပေါ့နော်လွယ်တဲ့ data လေးကိုနည်းနည်းကျွန်တော်တို့ကဒီအောက်ကဟာလေးကိုဖြတ်ချလိုက်မယ်။ဒါလည်း trim လုပ်လို့ရတဲ့ဟာလေး fashion လေးပါတော့เนาะကျွန်တော်ဆိုလိုရတဲ့ဟာလေးဖြတ်လိုက်။အဓိကတော့ကျွန်တော်တို့ကဒီဟိုအောက်ခြေဒီဖတ်ဖို့မလိုဘူးပေါ့နော်ဒီပေါ်မှာရှိတဲ့ဒီ chamfer area လို့ခေါ်တယ်ကျွန်တော်ဒီ shoulder လေး area လေးပေါ်တော့ပိုစင်ပြီးပေါ့နော်အဲဆိုရပြီ။နောက်ပြီး okay အခုဆိုရင်တော့ကျွန်တော်ဒီ scan abandonment လေးပေါ့နော် abandonment scan ဖတ်ပြီးတော့ဒီလို data လေးရလာပြီဆိုရင်ကျွန်တော်တို့က next လေးနှိပ်လိုက်မယ်။အဲဆိုတော့ 3D model ပြန်ပြောင်းပြီးပြီပေါ့နော်Okay next လေးပြန်နေမယ်ကျွန်တော်ဒီစင်မှာဆိုဖြတ်တာပဲထပ်လုပ်လို့ရပါတော့မလိုအောင်ဆိုရင်တော့ next ပဲတန်းလာမယ်ဒီမှာ abandonment ပေါ့နော်ကိုလိုချင်တဲ့ abandonment နာမည်ရေးလို့ရပါတယ် mega gen stop okay confirm ကျွန်တော်ဒီကောင်လေးကို register လုပ်မှာပေါ့နော်ဆွမ်းနာသွားကျွန်တော်12ပါပေါ့နော်12မှာကျွန်တော်တို့က register လုပ်ထားတဲ့အတွက်12လေးကိုနှိပ်ပြီး assign လေးချပါပေါ့နော် assign confirm နဲ့လိုက်ဆိုတော့ねဒီ12 area မှာသူကဒီ abandonment လေးရှိရဆိုပြီးဒီမှာလာပေါ်နေမှာပေါ့နော်ပြီးအဲ့လိုပေါ်လာပြီဆိုကျွန်တော်တို့က scan ထပ်ဖတ်ရမယ်ပေါ့နော်ဒီ scan abandonment လေးကိုယူ feature မှာတက် feature မှာတက်
ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကစနဒီဟာလေးပေါ်လာပြီဆိုဒီမှာ abandonment matching ပေါ့နော်အဲ့ဒီတစ်ချက်နှိပ်လိုက်အဲဒီလေးပေါ်လာပြီပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က scan လေးပြန်ဖတ်ပါမယ်ဒါဆိုရင်တော့သူက automatic တွဲရတယ်ပေါ့နော်အကဲဟို scan file နဲ့ auto မတွဲဘူးဆိုရင်လည်းကျွန်တော်တို့ကတခါလေဒီမှာ manual နဲ့ပြန်တွဲလို့ရမယ်နောက်ပြီးတော့ဒီပေါ့နော်ဒီမှာ height ကဒီ abandonment height ကမြင့်နေတဲ့အချိန်နဲ့ကျွန်တော်တို့က abandonment height ကိုပြန်ပြီးတော့ကတ်လို့ရတယ်ဆိုတော့ပြန်ကတ်လိုက်မယ်လဲလိုက်ပါနော် okay ဒီကောင်လေးကိုကျွန်တော်တို့ကကတ်ပြီးသွားပြီဆိုတော့လို data save ပြီးတော့ကျွန်တော်တို့က lab တွေပါတယ်ပြန်ပို့လို့ရပြီပေါ့နော်ဟိုကျွန်တော်တို့ကလက်ပို့မှဆိုတော့ထုံးစံတိုင်းကျွန်တော်တို့ order ပိုင်းနဲ့ပို့လိုက်လို့ရတယ်ပေါ့နော်ဒီကောင်လေးပြီးရင်ကျွန်တော်တို့က complete ဆိုနှိပ်လိုက်ဆိုတာနဲ့လိုအပ်တဲ့ဒီ scan body sorry ဒီ abandonment တွေကိုတခါ AI နဲ့ matching လုပ်ပြီးတော့ပို့ပြီးတော့ဖြစ်သွားပြီပေါ့နော်ဒီကြာတော့ကျွန်တော်တို့ AI abandonment matching ဒီပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့ကျေးဇူးများတင်ပါတယ်